ဆိုင်ပြောက်ထည်ပြင်ပွားဆိုဟိုသားပါတို့သွားနှုတ်ရမယ်အကိုကြီးထားတော့အကိုကြီးဟိုထားပါပြီကွာမရလေထားတော့ထားပြီကွာထားပြီအဲ့ဆိုအကိုကြီးရေမိုးချိုးနော်ဒီနေ့ကတားနဲ့သမီးရဲ့အကြောင်းပိတ်ရဖြစ်သလိုရှင့်ရဲ့ရုံပိတ်ရဆိုတော့ကလေးတွေကိုကစားခွင့်လိုက်ပို့ရမယ်လေအော်အေးဟုတ်သားပဲကိုမေ့နေအဲ့ဆိုရေမြန်ချိုးပြီးရင်နောက်စားပြင်ထားရလာစားကြနော်တားနဲ့သမီးကိုကျမသွားနှုတ်လိုက်အောင်မယ်အေးတော်စစ်ကားမလို့စစ်ကားနေစစ်ကားပဲမလာ 你表演完了不说了。မလာနိုးပါရခဏတားနဲ့သမီးရေထားအဲ့အောင်မှာသူတို့ဘောနဲ့မစောနေချသမီးရွတ်တာရောကိုလာကိုတွိုင်းလက်သွားရေမိမိရဲ့အော်အေးအဲ့ဒါဆိုလဲသမီးတို့ရေဒီနေ့သမီးတို့ကို surprise ပြောစရာရှိရနော်တကယ်လားမမေဟုတ်တာဗောသမီးရဲ့သမီးတို့နှစ်ယောက်ဆိုလုံးရေမိုးချိုးပြီးလို့ရှင်မလားစားဖို့အတွက် breakfast စားဖို့အတွက်စပွဲကိုလာခဲ့ကြနော်ပြကြရင်ဖေပြောပြလိုက်မယ်ဟုတ်ကဲ့ပါမမေဒါဆိုရင်မမေသွားပြီဟုတ်ဟိုတားဖားတွေကိုတော့ငါနှိုးပြီးသွားငါထိုင်ဖို့ပဲကြံတော့ဟဲ့မေ့မရလို့မရှိသွားချိုးရမယ်ကမိန်းမလေးက great fat ပြင်ပေးထားရဲ့ပြီးတော့ဒီနေ့ကသားနဲ့သမီးကိုလည်းလိုက်ပို့ရအောင်မိတ်ကစားကွင်းမရှိချိုးရပဲကောင်းပါရေချိုးပြီးသွားပြီဆိုတော့ငါဝတ်စားသွားလိုက်ရမယ်นี่เลยบวยဆိုဟာသွားရမယ်အမေစစ်ပဲဘာလို့လဲကိုလေးညာမိမရတားလည်းမလာသေးလားလာသေးဒီအားလည်းကိုစိုက်တယ်အားဒီကိုကြိုက်တယ်ဝတ်သားစုပ်ပြုတ်ပါလားဟုတ်တယ်ကျမဝဲလာတာကိုကျုပ်စီးရ